大家好，我是蔡老师。老师今天每次背起那个中文网络流行语，China 嘛，老师说的 Internet 嘛，其实你的这个龙出为批发嘞。ပထမဆုံးမိတ်ဆက်ပေးမယ့်စကားလုံးလေးကတော့社牛အင်္ဂလိပ်လိုဆိုရင်တော့ social butterfly လို့ခေါ်ပါတယ်။ဒါဆိုတော့အပေါင်းအသင်းဆက်ဆံတဲ့အခါမှာလူမကြောက်တဲ့သူကိုကစပြီးခေါ်ဖို့လို့အပေါင်းအသင်းမိတ်ဖွဲ့ဖို့ဝင်မလေးတဲ့သူမကြောက်တဲ့သူပြီးရင်ပွဲခင်းနေမှာပြီးတော့ထွက်ပြောဖို့လို့မိန်ခွန်းပြောဖို့လို့ကျေးဇူးတင်စကားပြောဖို့အစရှိတဲ့ဒီပွဲအချို့မှာပြိတ္တကိုမကြောက်မရှိန်တဲ့သူကို社牛လို့ခေါ်ပါတယ်။သူရဲ့စန့်ကျင်ဘက်စကားလုံးလေးကတော့社恐ဒီ social လို့ဖို့ကြောက်ရွံ့တာဝင်လေးတာပေါ့နော်အဲဒါဆိုရင်社恐老师社牛မှာ牛ကနွားဆိုတဲ့စကားလုံးလေးကိုယူထားပါတယ်တရုတ်မှာတရုတ်စကားလုံးလေးအရာ牛နွားက老师တို့勤奋ကြိုးစားတတ်တယ်可靠ပြီးမိခိုအားထားလို့ရတယ်ပြီးရင်很厉害အဲ့လိုအဓိပ္ပာယ်ရပါတယ်很厉害ဆိုတာတခုခုမှာနေဘက်တခုမှာအရန်ကိုကျွမ်းကျင်တာထက်မြက်တာကိုပြောပါတယ်အဲ့တော့အဲ့ဒီစကားလုံးလေးနဲ့ရှက်လို့ဆိုအပေါင်းအသင်းဆက်ဆံရေးဆိုတဲ့စကားလုံးလေးနဲ့ပေါင်းတဲ့အခါကျတော့လို့ဆိုပေါင်းအသင်းဆက်ဆံရေးမှာကျွမ်းကျင်တဲ့သူပွဲကင်းကိုမကြောက်တဲ့သူကိုရှက်နေလို့ခေါ်ပါတယ်အခုဒီဗီဒီယိုရဲ့လေးလေးတို့ပေါ့နော်လူသစိမ်းနေပြီးတော့လူကြီးတွေသူအဲ့ဒါတွေမတွေးဘူးကိုကနေစပြီးခေါ်ရဲတယ်ပြောရဲတယ်အဲ့လိုမျိုးလို့ဆိုရင်ရှက်နေအောင်နောက်ထပ်မိတ်ဆက်ပေးခြင်းတဲ့စကားလုံးလေးကတော့မောရွေသူ့ရဲ့ဓာတ်ရိုက်အဓိပ္ပာယ်ဆိုရင်မောဆိုတာကင်တာစမ်းတာရွေကငါကိုကင်စမ်းတယ်ဆိုတော့အဓိပ္ပာယ်ပေါ့နော်တကယ်တော့မဟုတ်ဘူးသူကထုံးလန်အပြင်းကြီးတာရေးတာခိုးတာအချောင်းခိုးတာကိုပြောချင်တာပါ working hour မှာအလုပ်ကိုတိချမလုပ်ဘူးကိုယ့်ရဲ့ customer ကိုဆက်သွယ်ရမယ့်ဟာတွေကိုယ့်ရဲ့စင်းစရာတွေလောက်ရမှာတွေကိုမလုပ်ဖဲနဲ့အိမ်နဲ့ဖုန်းပြောတာထွက်လက်သွားနေတာဒါမှမဟုတ်လည်းလက်ဖိဆိုင်ထွက်သွားတာအဲ့မျိုးအကုန်လုံးကိုမောယူလို့ပြောလို့ရပါတယ်နောက်是 exam sentence လေးပြောပြမယ်เนาะအဲ့ဒါဆိုပို့ပြီးတော့တည်မြင်အောင်လို့老板一走တတိထွက်သွားတယ်整个办公室的人တရုတ်ရုံခန်းတစ်ခုလုံးကသူတွေအကုန်လုံးက就开始疯狂摸鱼了စပြီးတော့ရေးသားခိုးကြပြီနောက်ဆုံးမိတ်ဆက်ပေးခြင်းတဲ့စကားလုံးလေးကတော့画大饼画ဆိုတာဆွဲတာ大饼ဆိုတာဘီစကစ်ကြီးမုံကြီးပေါ့နော်ဘီစကစ်ကြီးမုံကြီးဆွဲတယ်ဆိုတာဘာလို့ဆိုလိုချင်တာလဲဆိုတော့မတည်နိုင်တဲ့ဂရိတွေမက်လုံးတွေပေးပြီးတော့မှစီခိုင်းတာကိုလိုချင်တဲ့သဘောအတိုင်းအလုပ်လုပ်ခိုင်းတဲ့ခါမှာသုံးပါတယ်ဥပမာ领导又在画大饼说项目成功了每个人发奖金ခေါင်းဆောင်ငါတို့အိမ်မက်တွေပေးနေပြီဟေ့ပြောတာကတော့ဒီအစီအစဉ်အောင်မြင်ရင်လူတိုင်း bonus ပေးမယ်ဆိုပြီးပြောနေတယ်နောက်ထပ်ဥပမာပေးရရင်已经听他画了1年的大饼了到现在1分钱都没见着ငါတနေ့လုံးသူပြောတဲ့အိမ်မက်တွေကိုနားထောင်လာတာအခုချိန်ဒီပတ်စံတပြားမှတော့မတွေ့သေးဘူး老师အခုပြောခဲ့တဲ့中文网络用语ဒီတရုတ်စာနဲ့ပတ်သက်တဲ့ internet မှာခေတ်စားနယ်စကားလုံးလေးတွေအားလုံးအတွက်သုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ရအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်再见